အားလုံးပဲမင်္ဂလာပါကျွန်တော်မင်းသားမောင်ပါကျွန်တော်အခုလက်ရှိထိုင်းနိုင်ငံမြောက်ပိုင်းအစွန်ဆုံးမှာရှိတဲ့ချင်းရိုင်မြို့ကိုရောက်ရှိနေတာဖြစ်ပါတယ်အလုပ်ကိစ္စနဲ့လာတာပေါ့နော်ဒါပေမဲ့အခုအလုပ်တွေပြီးသွားတဲ့အချိန်မှာအချိန်လဲပုံနေသေးတာကြောင့်ဘယ်ကိုလဲရမလဲဆိုပြီးတော့ Google Map မှာရိုက်ချလိုက်တော့ Golden Triangle ကိုတွေ့တယ် Golden Triangle ဆိုတာကထိုင်းမြန်မာလာကို၃နိုင်ငံထိစပ်နေတဲ့စုံမှတ်နေရာလေးပေါ့နော်အဲ့ဒီစုံမှတ်နေရာလေးကိုထိုင်းနိုင်ငံက tourist attraction တွေနဲ့ပြစားတယ်ပေါ့အဲ့ဒီမှာသွားလဲလို့ရတယ် tourist တွေလည်းတော်တော်လာလဲကြတယ်ကျွန်တော်လည်းအခုအဲ့နေရာကိုသွားလဲနေတာဖြစ်ပါတယ်ခုရောက်ရှိနေတာကတော့ Golden Triangle လို့ခေါ်တဲ့ထိုင်းမြန်မာလာအိုနယ်စပ်နေရာမှာပဲဖြစ်ပါတယ်အခုဟိုဘက်ခြမ်းမှာလမ်းမြင်နေရတဲ့တိုက်အမြင့်ကြီးတွေကလာအိုဟိုဘက်မှာစမူသာပုံစံတွေ့ကန်တွေကမြန်မာကျွန်တော်အခုရောက်ရှိနေတာကတော့ထိုင်းဘက်ခြမ်းပေါ့နော်အခုမြင်နေရတဲ့တိုက်တွေကလာအိုဘက်ခြမ်းဗျGolden Triangle ကိုလဲပြီးသွားတဲ့အချိန်မှာကျွန်တော်ဘာတွေတွေ့လာရလဲဆိုတော့ထိုင်းနိုင်ငံကထုံးစံတိုင်းပေါ့နော်သူတို့လုံးနေကြပုံစံတိုင်းဒီ Golden Triangle ကို tourist attraction တွေနဲ့ပြစားတယ်နိုင်ငံခြားဝင်ငွေယူတယ်ပေါ့နော် tourist တွေလည်းတော်တော်များလာလဲကြတယ်လာလဲတဲ့ tourist တွေကမဲခေါင်မြစ်ထဲကိုဆင်းပြီးတော့ boat trip သွားလို့ရတယ် boat trip သွားလို့ရှိရင်ထိုင်းနိုင်ငံကနေပြီးတော့မြန်မာနိုင်ငံကိုလည်းပို့ပြီးအနီးကပ်မြင်ရတယ်လာအိုနိုင်ငံကိုလည်းပို့ပြီးအနီးကပ်မြင်ရတယ်ပေါ့နော်ပြီးတော့မဲခေါင်မြစ်ထဲလည်းဆင်းမှုသွားတာပေါ့ထိုင်းနိုင်ငံပတ်ချမ်းမှာပဲကော်ဖီဆိုင်လှလှလေးတွေရှိတယ်ရှုခင်းကြည့်လို့ရတယ်အဲ့လိုထိုင်လို့လည်းရတယ်ပေါ့နော်ညဘက်ဆိုရင်တော့ဘားတွေပါလည်းရှိတာပေါ့ဒီဟာတွေပါတောက်အေးဆေးချေးလို့ရတာပေါ့ချင်းရိုင်မှာတော့ဒါပါပဲကျန်တာတော့ဘာမှမရှိဘူးပေါ့နော်ရှိရင်လည်းရှိမှာပေါ့ကျွန်တော်ကဒီလောက်ပဲလဲလို့ဒီလောက်ပဲတွေ့ခဲ့တယ်ဗျ